Sing it there, say show there. Sing it there, say show there. Say don't copy there. အဲ့ဒါကိုတရုတ်လို烦恼心烦လို့ပြောတယ်အဲ့ဆိုဒီ烦恼နဲ့心烦ကဘယ်လိုကွာခြားလဲဒီဗီဒီယိုမှာကျွန်တော်နဲ့အတူတူလေ့လာကြည့်အောင်烦恼ဟာဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ညစ်တဲ့စိတ်ရှုပ်တဲ့ဝေဒနာဟာနည်းနည်းပိုမှ degree မြင့်တယ်心烦ကြတော့စိတ်ညစ်တဲ့စိတ်ရှုပ်တာအခုလောလောဆယ်ဆယ်မှာဖြစ်တဲ့နည်းနည်းအပေါ်ယံစိတ်ရှုပ်စရာလေးတွေကိုဖော်ပြတဲ့အချိန်မှာ心烦နဲ့ပြောမယ်烦恼ကြတော့ကျွန်တော်အချိန်ကြာကြီးကျွန်တော်တို့အရင်ကတည်းကနေအခုထိရဲ့အကြာကြီးကျွန်တော်စိတ်ဆင်းရဲနေတဲ့စိတ်ရှုပ်နေတဲ့စိတ်ညစ်စရာကြီးဖြစ်နေတဲ့အချိန်တွေမှာ烦恼နဲ့ပြောလို့ရတယ်心烦ကတော့အခုလောလောလတ်လတ်ဖြစ်တဲ့ပြဿနာကိုပြောတဲ့အချိန်မှာ心烦နဲ့ပြောမယ်ဖြစ်ပါတယ် example ကြည့်အောင်他最近有很多烦恼他最近有很多烦恼他读最近အခုလောလောဆယ်အခုတလောမှာ有很多烦恼စိတ်ညစ်စရာစိတ်ရှုပ်စရာအများကြီးရှိနေတယ်心烦ကိုပြန်ကြည့်အောင်我今天工作很忙感觉很心烦我今天工作很忙ငါဒီနေ့အလုပ်အရမ်းများနေတယ်感觉很心烦ငါအရန်ကိုစိတ်ရှုပ်တယ်စိတ်ညစ်တယ်လို့ခံစားရတယ်ဆိုရင်今天ဆိုဒီနေ့ဖြစ်တဲ့ပြဿနာတွေမှာကြတော့心烦နဲ့သုံးမှာဖြစ်ပါတယ် Okay နောက်တစ်ခု他承受着生活上的许多烦恼他承受着生活上的许多烦恼他သူက承受ဆိုတာခံစားလာရတယ်တီးခံလာရတယ်生活上的ဆိုတာကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့အချိန်မှာခံစားရတဲ့ပြဿနာတွေစိတ်ညစ်စရာတွေအများကြီးကိုသူတီးခံနေရတယ်ပေါ့နော်他承受着生活上的许多烦恼 OK 心烦ရဲ့ example ပြန်ကြည့်အောင်交通堵塞让他非常心烦交通堵塞让他非常心烦交通堵塞交通ဆိုတာလမ်းပန်းဆက်တွေရေး堵塞ဆိုတာ traffic ကားတွေအရန်ကြက်ချင်းဟာ让他堵ကိုပါဖြစ်စေလေ心烦စိတ်ရှုပ်စရာစိတ်ညစ်စရာတွေဖြစ်စေတယ်交通堵塞让他非常心烦 OK နောက်တစ်ခု example ပြန်ကြည့်အောင်他为升职失败而烦恼了很久他为升职失败而烦恼了很久他为升职失败而烦恼了很久他为ဆိုတာအတွက်升职ဆိုတာသူရာထူးတိုးဖို့အတွက်失败ဆိုတာရာထူးတိုးတာကြရှုံးသွားတယ်ရာထူး